ဒါကနိမိတ်မကောင်းတဲ့နေရာပဲခမေးတော်ဤစကားဆုံးတွင်စူဂျီလန်သည်လည်းမျက်ခုံးစုံကိုတွန်းကြိုးလျက်ဟင်းသာရထားလုံးပေါ်မှဆင်းသက်လာခဲ့သည်သူမသည်နာခေါင်းကိုလက်ဖြင့်ပိတ်ကာတကိုယ်လုံးတွင်ရွှင်ရှာဆက်ဆုပ်မှုများပြည့်နှက်နေလျက်မကြေမနက်ရေရွတ်လိုက်၏ဒီလိုဆုပ်ပြတ်တဲ့နေရာမျိုးမှာပေါင်းမြတ်တွေကလည်းရှုပ်ထွေးနေတာပဲအနက်အသက်ကလည်းနန်းစောနေတာတို့တွေဘာလို့ဤနေရာမျိုးထိလာပြီးပူဇော်ပွဲလုပ်နေရလဲဆိုတာတကယ်ကိုနားမလည်နိုင်တော့ဘူးလွန်ခဲ့တဲ့နှစ်20ကတည်းကတေဆုံးသွားခဲ့တဲ့လူတစ်ယောက်တူအဲ့နဲ့ဒီလောက်ထိအပင်ပန်းခံဖို့လို့လားစူဂျီလန်ဤစကားလုံးများသည်ကျမနှလုံးသားကိုအဖြစ်ဆူးရှစွာထိုးဆိုးလိုက်သည့်အလားခံစားလိုက်ရသည်သူမနစ်သွေးမှတော့တားမဆက်တော့လဲကျမမယ်တော်သည်သူမရမွေးစားမိခင်ဖြစ်ပြီးနှစ်ပေါင်းများစွာပြုစုပြောထောင်ပေးခဲ့ဘူးသည်တိုးပါလျက်သူမသည်မယ်တော်ဤအုတ်ကူရှိတွင်ဤမြအထိယိုသေးမှုကင်းမဲ့စွာနှင့်စော်ကားမော်ကားပြောဆိုဝန့်လေသည်ကျမသည်စူဂျီလန်အားအေးဆက်ဆက်မျက်ဝန်းများဖြင့်လမ်းကြည့်လိုက်ပြီးမျက်ဝန်းထဲမှအေးဓာတ်ကိုထုတ်ဖော်လျက်တလုံးချင်းအမိန့်ပေးလိုက်ဤသူပါကိုရိုက်စမ်းထိုစကားကိုကြားလျင်ပင်စူဂျီလန်သည်ထိတ်လန့်တုန်လှုပ်သွားပြီးခမေးတော်ဤနောက်သို့အလျင်မြန်ပုံးကွယ်ကာသူဤဝလဲတော်လက်စွပ်ကိုဆွဲကင်လျက်အော်ဟစ်တိုင်နှန်းလေတော်သည်မတရားဘူးခမေးတော်သူမကိုကြည့်ပါဦးစူလီရွက်ကဧကရီရဲ့စွမ်းအားကိုရထားတာနဲ့ပဲဒီလောက်တောင်ယာဒူးကုံတရင်ကြီးမချင်နေတာလားသမီးတော်ကိုရိုက်ဖို့အထိအမိန့်ပေးရတယ်သမီးတော်ကိုစော်ကားရတယ်ဒီတိုင်းသာဆက်သွားရင်မနှက်ဖြန်ကြရင်ခမီးတော်ရဲ့ငကားပလင်ကိုပါလူယူပြီးခမီးတော်ကိုပါနန်းချဖို့ကြံစီလာလိမ့်မယ်မဟုတ်လားဟဲ့ငါသာငကားပလင်ကိုလူယူခြင်းနဲ့ဆိုရင်မနှက်ဖြန်အထိစောင့်နေဖို့လုံးမလားငါကဧကရီဘရင်မရဲ့ပြန်လည်မွေးဖွားခြင်းဖြစ်တယ်လို့ဧကရီရဲ့စွမ်းအားကိုလည်းအပြည့်ဝနိုးထထားပြီးနတ်မျိုးနွယ်စုရဲ့အနှစ်တစ်ထောင်ကံကြမ္မာကိုလည်းငါပဲစုပ်ကင်ထားတာတရားရုံးတော်ရဲ့အကြီးငါသာခမီးတော်ကိုနန်းချခြင်းနဲ့ဆိုရင်စကားတခုမဲလို့တဲ့အခုအချိန်မှာခမီးတော်ရဲ့စွမ်းအားပဲဖြစ်ဖြစ်အရှိန်ဝါပဲဖြစ်ဖြစ်ငါ့ကိုရှင်နိုင်တဲ့အခြေအနေမှာမရှိတော့ဘူးခမီးတော်စုပ်ကင်ထားတဲ့အနေငယ်များသောစစ်အာဏာဟာငါရဲ့ဧကရီအရှိန်ဝါနဲ့မောကြီးထွန်းရဲ့ငကားအာဏာဆက်ရှိမောက်မှာဘာမှမဟုတ်တဲ့ဖုံမှုလိုပဲလွယ်လွယ်လေးချေမုန်းပစ်လို့ရတယ်ကျမနဲ့ခမီးတော်သည်အချိန်တော်ကြာအောင်မျက်ဝန်းချင်းစုံကြည့်နေခဲ့ကြသည်ခမီးတော်သည်ကျမမျက်ဝန်းထဲမှမပြောင်းလဲနိုင်တော့ပြတ်သားမှာဥကိုမြင်တွေ့သွားရသည့်အခါနောက်ဆုံးတွင်ခေါင်းကိုငိုင်းဆိုင်ချလိုက်ပြီးစူဂျီလန်ကိုကာကွယ်ပေးရန်စ조사မှုအားလုံးကိုဆွတ်လွတ်လိုက်ရတော့သည်သူသည်စိတ်ပြက်လက်ပြက်နှင့်ပြောလိုက်၏ကြည်လန်နင့်ဘာနှင့်ပြန်ရိုက်စမ်းနှင့်စကားပြောတာအဆင်မပြေဘူးစူဂျီလန်သည်ခမင်းတော်အားမယုံကြည်နိုင်စွမ်းသောမျက်ဝန်းများဖြင့်စိုက်ကြည့်နေမိသည်သူမကမျက်ဝန်းတွင်မကြေမနက်ဖြစ်မှုများနှင့်နာကြီးမှုများပြည့်နှက်နေလျက်မျက်ရည်များဝဲတက်လာကရှိုက်ကြီးတင်ပြောရှာသည်ခမင်းတော်ကအစစူလီရွဲဘက်ကဘာရတာလဲအရင်တုန်းကသမီးတော်ကိုအချစ်ဆုံးဆိုသမီးတော်ကိုတစ်သက်လုံးကာကွယ်ပေးမယ်လို့ဂတိပေးခဲ့ဘူးပြီးတော့အခုကြမှသမီးတော်ရဲ့ဘာကိုသမီးတော်ဘာသာပြန်ရိုက်ဖို့ဘာလို့အမိန့်ပေးရတာလဲကျမသည်စူဂျီလန်ကိုအထက်စီးမှနှိမ်ချသောမျက်ဝန်းများဖြင့်ကြည့်ရင်သူမရမိုင်မဲမှုနှင့်အဝိဇ္ဇာဖုံးလွှမ်းနေပုံကိုပထမဆုံးချိန်အနေဖြင့်အသေးသေးအထိသိမြင်လိုက်ရတော့သည်ခမင်းတော်၏အကာအကွယ်သာမရှိလျင်စူဂျီလန်၏အတုံးမကျသောအရေးချင်းနှင့်ဘာယာမီမျိုးဖြင့်နန်းတော်ရင်းရှိအနေဆုံးအစေခံတဦးဖြစ်ဖို့တောင်ထိုက်တန်သည်မဟုတ်ချေသူမသည်ခမင်းတော်၏လက်ခုပ်တွင်မှရုပ်တရုပ်မြတာဖြစ်ပြီးကျမကိုဖိနှိပ်ရန်နှင့်သူ၏အာဏာစက်ကိုခိုင်မြဲစေရန်အတုံးချခံရသောနေရုပ်ကလေးသာဖြစ်သည်တိုးပါလျက်သူမကမူခမင်းတော်ကသူမကိုတကယ်ချစ်ဆုံးဟုမိုင်းမဲစွာယုံကြည်နေစေဖြစ်သည်ကျမသည်စူဂျီလန်ကိုစကားဆက်ပြောပြီးအချိန်မဖြုံးကျင်တော့သဖြင့်ဘေးနားတွင်ရှိနေသောမောကြီးထွန်းသူမဘာသာပါမရိုက်ဘူးဆိုရင်နင်ကပဲကူညီပေးလိုက်တော့ဘာညာတာမှုမှထားစရာမလိုဘူးမောကြီးထွန်း၏မျက်ဝန်းထဲတွင်အေးဆက်ဆက်အလင်းတန်းတစ်ခုဖြတ်ပြေးသွားပြီးတိုးဖြော့သောလေတံဖြင့်ပြန်လဲထူလိုက်သည်ကောင်းပါပြီစူဂျီလန်သည်မောကြီးထွန်း၏မျက်ဝန်းထဲမှပြင်းထန်လာသောဖိနှိပ်ချုပ်ချယ်မှုနှင့်တက်ဖြတ်လိုသောအရှိန်ဝါတို့ကိုခံစားလိုက်ရသည့်အချိန်မှသာနောက်ဆုံးတွင်ကြောက်ရွံ့သွားပြီးနောက်ထပ်မဆန့်ကျင်ဝမ်းတော့သူမသည်လက်မောင်းကိုမတင်ကာမိမိဘာကိုမိမိပြန်လဲရိုက်နှက်လိုက်ရတော့သည်တိုးသောထိုရိုက်ချက်ကနှက်မွေးတစ်ချောင်းလိုလွတ်ခနဲဖြစ်နေပြီးမိသည့်နောင်တရားမှုနှင့်စိတ်ရင်းမှန်များရှိမနေခဲ့ချေကျမသည်အေးဆက်စွာပြောလိုက်၏မလုံလောက်သေးဘူးဆက်ရိုက်ငါစိတ်ကျေနပ်တဲ့အထိဆက်ရိုက်နေစမ်းထိုမြင်ကွင်းကိုကြည့်ရင်ခမင်းတော်သည်မျက်ခုံးကိုတွန်းကြိုးလိုက်ပြီးနတ်မျောတတဖြစ်လျက်ဝင်ရောက်တောင်းပန်ရှာသည်လီရွယ်ဘာပဲဖြစ်ဖြစ်သူမကနင့်ရဲ့အမအရင်ပဲလေသွေးကရေထက်ပိုဖြစ်ပါတယ်နင်လည်းအတိုင်းတာတစ်ခုအထိတည်တင်တာပေါ့လုံလာပြီခမင်းတော်ဤစကားမဆုံးမီပင်ကျမအေးဆက်ဆက်မျက်ဝန်းများနှင့်ဆုံတွေ့လိုက်ရသဖြင့်နောက်ထပ်စကားတစ်လုံးများမဟာဝန်းတော်ချေစူဂျီလန်သည်လက်ကိုမြောက်ကမိမိဘာကိုမိမိထပ်မံရိုက်နှက်ရန်ပြင်ဆင်မောကြီးထွန်းသည်ဆက်လက်ကြည့်မနေနိုင်တော့ပဲရှေ့သို့လျက်တပြက်တိုးဝင်ကသူ၏လက်ဝါးများကိုပြန်ရိုက်နှက်လိုက်တော့သည်သူ၏ရိုက်ချက်များကမုံတိုင်းလားတဖြုံကြားရောက်လာခဲ့ရာစူဂျီလန်၏မျက်နှာသည်တခဏချင်းတွင်ရစရာမရှိအောင်ပျက်စီးသွားပြီးသွားများလဲမြေပြင်ထက်သို့တောက်ကြွေကြကုန်တော့သည်သူမကမျက်နှာတစ်ခုလုံးသည်ဝက်ခေါင်းကြီးလားဖူးယောင်လာခဲ့ပြီးမျက်ဝန်းများလဲမေ့စီသွားခဲ့ရရှာသည်အစပိုင်းတွင်စူဂျီလန်သည်ကျမအားအော်ဟစ်ဆဲဆိုနေသေးတော့လဲနောက်ပိုင်းတွင်မူကျိန်ဆဲရန်အားအင်မြပင်မရှိတော့ပဲလက်ချောင်းတွင်မှနာကြီးလာသောအတန်မလန်များကိုသာထုတ်ဖော်လျက်ကျမအားစိုက်ကြည့်နေတော့သည်စူဂျီလန်၏စော်ကားလာသောနှုတ်ခမ်းကိုတေချာစွာဆုံးမပြီးနောက်တွင်မှပူဇော်ပွဲအခမ်းအနားကိုတရားဝင်စတင်လိုက်တော့သည်ကျမညွှန်ကြားချက်အရနန်းတွင်စေခံများသည်အုတ်ကူဝင်းကိုတန်ရှင်းရေးလုပ်ခြင်းပေါင်းမြတ်များကိုခုတ်ထွင်ရှင်းလင်းခြင်းကြောက်စာတိုင်ကိုစေကြောခြင်းနှင့်ပူဇော်တက်ကာယပစ္စည်းမျိုးကိုခင်းချင်းတို့ကိုပြုလုပ်ကြသည်၆ကပ်ပြီးမိုင်းညွန့်နေသောအုတ်ကူကလေးသည်မကြာမီပင်စနစ်တကျတန်ရှင်းသွားပြီးအသစ်ဆက်အတွင်သို့ပြောင်းလဲသွားခဲ့သည်ကျမသည်အုတ်ကူရှိတွင်မတ်တက်ရက်ကရိုသေကျိုးနွံစွာဖြင့်ဥချပူဇော်လိုက်၏ဥချပြီးနောက်မျက်ဝန်းများကိုစူဂျီလန်စီသို့ပို့လိုက်ပြီးပြောလိုက်သည်နင့်အလဲ့ပဲစူဂျီလန်၏မျက်ဝန်းထဲတွင်နာကြီးမှုများနှင့်ရင်ထဲတွင်ဒေါသများပြည့်နှက်နေတော်လဲသူမသည်မတက်တာပဲဒူးထောက်လိုက်ရရှာသည်စူဂျီလန်၏ရွှင်ရှာဆက်ဆုပ်နေသောမျက်နှာမူအရာကိုကြည့်ရင်အုတ်ကူအတွင်မြုပ်နှံထားသူသည်သူမရဲ့မိခင်မဟုတ်ပဲရန်သူတယောက်လားထင်မှတ်ရပေသည်စူဂျီလန်ဥချပြီးနောက်ခမေးတော်သည်ဒေါသကိုအောင်အေးထားရင်းမေးမြန်းလိုက်၏နင်အခုစိတ်ကျေနပ်ပြီလားကျမသည်ပြုံးလျက်ပြောလိုက်သည်မကျေနပ်သေးဘူးစူဂျီလန်ကဥချပြီးပြီလေခမေးတော်မင်းကြီးကောဘာလုပ်နေတာလဲခမေးတော်သည်ချက်ချင်းပင်ဒေါသတာကြီးအော်ဟစ်လေတော့သည်ငါကမုံမြက်လာတဲ့နတ်ဖွင့်ရင်ဧကရီပဲနင်ကတေဆုံးသွားတဲ့လူတယောက်ရဲ့ရှေ့မှာငါ့ကိုဒူးထောက်ခိုင်းရအောင်ထိတောင်းဆိုရတာလားနောက်တစ်စက္ကန့်တွင်မူကျမသည်ဧကရီကရင်မိပြင်းထန်လာသောဖိနှိပ်ချုပ်ချယ်မှုအရှိန်ဝါကိုထုတ်ဖော်လိုက်ရခမီးတော်၏မာနထောင်လွှားသောစကားသံများသည်တခဏချင်းအတွင်ပြောက်ကွယ်သွားခဲ့ရသည်ကျမအရှိန်ဝါအောက်တွင်ခမီးတော်သည်ခေါင်းကိုမနှဲမောလိုက်ရပြီးမလိုလားအပ်သောလေတံဖြင့်ပြောရှာသည်
နင့်မယ်တော်ဆုံးရှုံးခဲ့ရတော့ငါလည်းအသေးကွဲမတက်ခံစားခဲ့ရတာပဲဒါပေမဲ့ငါသူမကိုမကယ်တင်နိုင်ခဲ့ဘူးသူမနင့်ကိုမွေးဖွားတဲ့အချိန်မှာသူမရဲ့အသက်ဆွမ်းအားတွေကအပြင်းထန်ဆုံးရှုံးသွားခဲ့တာနန်းတော်ရင်းရှိတဲ့တမားတော်တွေအားလုံးကုသပေးခဲ့ရင်မဲ့ဘသူမှသူမရဲ့ကံကြမ္မာကိုမပြောင်းလဲနိုင်ခဲ့ဘူးငါနင့်မယ်တော်ပေါ်မှာဘာမှမမားခဲ့ဘူးနင်လည်းငါ့ကိုဒီလိုမျိုးစော်ကားမော်ကားမလုပ်သင့်ဘူးလင်းယောက်ျားဖြစ်သူကဇနီးဖြစ်သူရဲ့ရှေ့မှာဒူးထောက်ရတယ်ဆိုတာနင့်မယ်တော်သာသိရင်သူမပါအရှက်ရလိမ့်မယ်ဆိုတာနင်မကြောက်ဘူးလားအတိတ်တုန်းကသာဆိုလျင်မူကျမသည်ခမေးတော်ဤလှည့်စားတတ်သောစကားလုံးများနောက်သို့ပါသွားမိမှာတေချာသည်သို့တော်သူဤလောက်ရများနှင့်အပြုမူအားလုံးကိုကျမကြာမြင့်စွာကလေးကအသေးစိတ်စုံစမ်းစစ်ဆေးခဲ့ပြီးဖြစ်သည်သူဤတစ္ဆာဖောက်မှုနှင့်ပြစ်မှုတစ်ခုချင်းစီကိုထုတ်ဖော်လိုက်မည်ဆိုပါကထိုတစ္ဆာမရှိသောလူစားမျိုးကိုစုံမရန်လုံလောက်လာပေသည်သူသည်လင်းယောက်ျားကောင်းတစ်ယောက်မဖြစ်ထိုက်သလိုဖခင်ကောင်းတစ်ယောက်လည်းမဖြစ်ထိုက်ချေလူသားတစ်ယောက်ဖြစ်ရန်ပဲမထိုက်တန်သောလူစားမျိုးဖြစ်သည်ကျမသည်အေးဆက်စွာပြောလိုက်၏ဒီနှင့်ငါမိတ်ပေးတာကခမေးတော်မဲတော်ရဲ့အုတ်ကူရှိမှဒူးထောက်ပြီးနောင်တရားဖို့ပဲနင်သာဆန့်ကျင်တဲ့စကားတခွန်းပြောဝတ်မယ်ဆိုရင်ငါနင့်ကိုချက်ချင်းတက်ပစ်မယ်ခမေးတော်သည်သူဤဒေါသကိုထပ်မံအောင်အမထားနိုင်တော့ပဲမြုံဝန်းထဲတွင်တက်ဖြတ်လိုသောအရေးအယောင်များဖြစ်ပြေးသွားခဲ့သည်သူသည်သူဤစွမ်းအားများကိုရုပ်ချီစုစည်းကကျမစီတို့လမ်းနှင့်တိုက်ခိုက်လိုက်တော့သည်သို့တော်ကျမမလှုပ်ရှားရသေးမီပင်မောကြီးထွန်းသည်လက်ဝါးတစ်ချက်ဖြင့်ခမေးတော်ကိုရိုက်ချလိုက်ရာခမေးတော်သည်သွေးများအန်လျက်နောက်သို့လွင့်ထွက်သွားခဲ့ရရှာသည်ကျမသည်လက်ညှိုးလေးဖြင့်ဟာလာဟင်းလင်းပြင်းမစီတို့အตาအရာတို့လိုက်ရာခမေးတော်ဤဦးကောင်းထက်တွင်စကြဝဠာဤစွမ်းအားများဖြင့်ဖွဲ့စည်းထားသောရှေလျားလာသည့်ဓားမြောင်တစ်စင်ထွက်ပေါ်လာခဲ့သည်ကျမလက်ညှိုးသာအနှဲငယ်ကျဆင်းသွားမည်ဆိုပါကသူဤကြင်ကြံခြင်းစွမ်းအားများအားလုံးပျက်စီးသွားရမည်ဖြစ်သည်ထိုချိန်မှသာခမေးတော်သည်နောက်ဆုံးတွင်သဘောပေါက်သွားတော့သည်သူဤစွမ်းအားနှင့်အာနာဆက်ကမိမြပင်ကြီးမားပါစေစစ်မှန်သောစွမ်းအားရှင်ဤရှေးမောက်တွင်မူသူသည်မိတို့မြမဆန့်ကျင်ဝန့်ချေသူဤမာနနှင့်ဂုဏ်သိက္ခာအားလုံးသည်ဘာမှမဟုတ်သောအရာများဖြစ်သွားခဲ့ရသည်ခမေးတော်သည်မတက်တာပဲမဲတော်ဤအုတ်ကူရှိတွင်ဒူးထောက်လိုက်ရပြီးခေါင်းကိုငုံလျက်မေးမြန်းလိုက်၏ငါးကိုဘာတွေပြောစေချင်တာလဲကျမသည်တည်ငြိမ်စွာပြောလိုက်၏အတိတ်တုန်းကနင်လုပ်ခဲ့တဲ့ပြစ်မှုတွေနဲ့မဲတော်ပေါ်မှာတင်ရှိခဲ့တဲ့ကြီးမားလာတဲ့အကျွေးတွေအားလုံးကိုတခုမကြံထုတ်ပြောစမ်းငါနင့်ကိုအချိန်2နာရီပေးမယ်နင်သာတစ်ခုခုကိုချက်လက်ထားခဲ့ရင်ဒါမှမဟုတ်ဖုံးကွယ်ထားခဲ့ရင်ငါကိုယ်တိုင်နင့်ကိုအပြစ်ပေးမယ်ထိုချိန်တွင်တရားရုံးတော်ဤတစ္ဆာရှိလာသောအရာရှိကြီးများသည်ဆက်လက်ကြည့်မနေနိုင်တော့ဘဲဝင်ရောက်ပြောဆိုကြတော့သည်မင်းသမီးလီရွယ်မင်းသမီးကအေဂရီဖြစ်ကိုရောက်ရှိနေပြီပဲဘာလို့ခမီးတော်နတ်ဖွရင်ကိုဒီလောက်ထိရဲရဲဆက်ဆက်ဖိနှိပ်နေရတာအရှင်မင်းကြီးကိုအပြစ်ပေးမယ်ဆိုရင်အေဂရီရဲ့ဂုဏ်သတင်းကိုပါထိခိုက်နိုင်ပါတယ်အေဂရီဘရင်မှာဖြစ်လာခဲ့ရင်တော့မိမိရဲ့အာဏာကိုအလွဲသုံးစားလုပ်ပြီးစိတ်ထင်တိုင်းမပြုလုပ်သင့်ပါဘူးအရာရှိကြီးများအားလုံးသည်ကျမလုပ်ရဲ့အပေါ်မကြေမနက်ဖြစ်နေကြသည်ကျမသည်တည်ငြိမ်စွာပြောလိုက်၏နင်တို့အားလုံးတေချာနားထောင်ကြစမ်းနင်တို့အမြဲတမ်းယိုသေးကိုးကွယ်နေတဲ့နတ်ဖွရင်မင်းကြီးကအတိတ်တုန်းကဘလို့ကောင်းမှုကုသိုလ်တွေလုပ်ခဲ့တယ်လဲဆိုတာကိုတေချာကြအောင်နားထောင်ကြစမ်းသူ၏အသက်အန္တရာယ်ကိုချင်းချောက်ခံထားရသဖြင့်ခမေးတော်သည်အခြားရေးချဲ့စရာမရှိတော့ဘဲမဲတော်၏အုတ်ကူရှိတွင်ဒူးထောက်လျက်နှစ်ပေါင်းများစွာကဖုံးကွယ်ထားခဲ့သောရှို့ဝှက်ချက်များကိုစတင်နဲ့ထုတ်ဖော်ပြောဆိုရတော့သည်အတိတ်တုန်းကကျမမဲတော်သည်နတ်ဖုံ၏ထင်ရှားကြော်ကြားလာသောတော်ဝင်မျိုးနွယ်စုကြီးမှတမိပြိုတူဖြစ်ပြီးကြီးမားလာသောအရှိန်ဝါနှင့်စွမ်းအားများကိုပိုင်ဆိုင်ထားခဲ့သည်မဲတော်၏အကျွေးမဲ့ပံ့ပိုးကူညီမှုကြောင့်သာခမေးတော်သည်နဂါးပလလင်ထက်သို့တဖြည်းဖြည်းတက်လန်းနိုင်ခဲ့ခြင်းဖြစ်သည်သို့တော်လည်းနဂါးပလလင်ထက်သို့ရောက်ရှိသွားပြီးနောက်တွင်ခမေးတော်သည်အားရကျေနပ်မှုမရှိခဲ့ချေမဲတော်၏စွမ်းအားနှင့်အရှိန်ဝါကကြီးမားလုံးလာသလိုနတ်မျိုးနွယ်စုဝင်များပေါ်တွင်လည်းတူမီကြအေဇုတရားများကပုံမများပြားခဲ့သည်သူမသည်တရားရုံးတော်တွင်ရှိတစ္ဆာရှိအရာရှိကြီးများအားလုံး၏အကျွေးမဲ့ထောက်ခံမှုကိုရရှိထားခဲ့သည်ကာလကြာရှိစွာခမေးတော်၏အင်အားစုနှင့်မဲတော်၏အင်အားစုသည်တူညီသောအခြေအနေတွင်ရှိနေခဲ့သည်ခမေးတော်သည်ကိုလုတ်တော်တစ်များကိုတိမ့်ပိုက်လိုသည့်အခါမျိုးဖြစ်စေနန်းတော်တွင်ရှိဗန္ဒာငွေများကိုသုံးကာခန်းနာလာသောနန်းဆောင်များကိုတိဆောက်လိုသည့်အခါမျိုးဖြစ်စေမဲတော်သည်အမြဲတမ်းရှိသို့ထွက်ကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည်ကာလကြာလာသည်နှင့်အမျှခမေးတော်၏ရင်ထဲတွင်မကြေမနက်ဖြစ်မှုများနှင့်နာကြီးမှုများပုံမကြီးမားလာခဲ့ပြီးမဲတော်ကိုစတင်၍ဖိနှိပ်ကလစ်လျူရှုခဲ့တော်သည်ခမေးတော်ပထမဆုံးပြုလုပ်ခဲ့သောအစီအစဉ်မှာထင်ရှားလာသောတော်ဝင်မျိုးနွယ်စုမှတမိပြိုတူကိုကိုလုတ်တော်ဖြစ်တိမ့်ပိုက်ခြင်းဖြစ်သည်ထိုကိုလုတ်တော်သည်ခမေးတော်အတွက်ပထမဆုံးသောတမိယတနာကိုမွေးဖွားပေးခဲ့ပြီးသူမကျမအမဖြစ်သူစူဂျီလန်ပင်ဖြစ်သည်ခမေးတော်သည်နှစ်ပေါင်းများစွာလုံးမဲတော်အားကလေးမရစေရန်တားဆီးများကိုတိတ်တဆိတ်တိုက်ကြွေးခဲ့သဖြင့်မဲတော်သည်ကာလကြာရှိစွာကလေးမရနိုင်ပဲဖြစ်နေခဲ့ရသည်ကိုလုတ်တော်ကလေးမွေးဖွားပြီးနောက်ခမေးတော်သည်မဲတော်အတွက်ကောင်းမွန်သောအရာကိုပြုလုပ်ပေးသည့်အလားဟန်ဆောင်လျက်ထိုကလေးအားမဲတော်ကမွေးစားရန်တိတ်တဆိတ်စီစဉ်ခဲ့သည်ဤနည်းဖြင့်ကလေးမရနိုင်သောမဲတော်သည်မိခင်ဘဝ၏ခံစားချက်ကိုရရှိနိုင်သလိုနောက်တစ်ချိန်တွင်လည်းကိုလုတ်တော်မှမွေးဖွားသောထိုကလေးသည်နဂါးပလလင်ကိုဆက်ခံနိုင်မည်ဖြစ်သည်မဲတော်သည်ရင်ထဲတွင်မတက်တာပဲခမေးတော်၏အစီအစဉ်ကိုသဘောတူခဲ့ရရှာသည်ထိုအချိန်ကဤဒီမှာအကောင်းဆုံးသောအခြေအနေဖြစ်နေခဲ့ပြီးသူတို့သာပွင့်ပွင့်လင်းလင်းရန်ပြုကြမည်ဆိုတာကခမေးတော်သည်မဲတော်၏အင်အားစုကိုရှင်းနိုင်မည်မဟုတ်ချေနောက်တစ်ဆင့်အနေဖြစ်မူခမေးတော်သည်အာနာနှင့်စွမ်းအားများကိုစူဂျီလန်၏လက်ထဲသို့တဖြည်းဖြည်းလွှဲပြောင်းပေးရန်တာလိုတော့သည်ထို့နောက်တွင်ကိုလုတ်တော်နှင့်ပူးပေါင်းကမဲတော်၏အာနာဆက်အားလုံးကိုသွေးတဆက်မြမကြစေဘဲတိမ့်ပိုက်နိုင်မည်ဖြစ်ရာဤဒီမှာအလွန်တရာပါနလာသောအကြံအစီပင်ဖြစ်သည်စူဂျီလန်ကိုမွေးစားပေးခဲ့သည့်အတွက်မဲတော်အားကျေးဇူးတင်သည့်အလားဟန်ဆောင်လျက်ခမေးတော်သည်မဲတော်နှင့်အတူရက်နှဲငယ်များအတူတကွဖြတ်တန်းခဲ့သည်သို့တော်မထင်မှတ်ပဲမဲတော်သည်ကျမကိုကိုဝန်ဆောင်မိသွားခဲ့သည်နန်းတွင်ဥပဒေအရနဂါးပလလင်ကိုစက္ကန့်မိသူသည်မိဖုရားခေါင်ကြီးမှမွေးဖွားသောကလေးသာဖြစ်ရမည်ကျမမွေးဖွားမှုသည်စူဂျီလန်ရရှိမိအခွင့်အရေးနှင့်အရင်းမြစ်အားလုံးကိုရချိုးဖျက်ဆီးလိုက်သလိုဖြစ်သွားခဲ့ပြီးခမေးတော်၏ကိုလုတ်တော်သည်လည်းသူမ၏ကလေးကြောင့်ယာရုတက်မိမျောလင်းချက်များပျက်စီးသွားခဲ့ရသည်အခြားရေးချဲ့စရာမရှိတော့သည့်အဆုံးတွင်ခမေးတော်သည်အနေရများလာသောလမ်းကိုရွေးချယ်ကာမဲတော်၏အင်အားစုကိုပွင့်ပွင့်လင်းလင်းစတင်၍တိုက်ခိုက်ခဲ့တော့သည်နတ်မျိုးနွယ်စုတွင်ရှိပြည်တွင်းစစ်ကြောင့်လူပေါင်းများစွာတေကျေပျက်စီးခဲ့ရသည်မဲတော်သည်နှစ်ပေါင်းများစွာလုံးသားစင်းများကိုတောက်တုံးခဲ့ရသလိုကလေးမွေးဖွားပြီးနောက်တွင်လည်းကောင်းမွန်စွာပြုစုစောင့်ရှောက်မှုမရရှိခဲ့သဖြင့်
အပြင်းထန်ဖျားနာခဲ့ရပြီး၃နှစ်ကြာတွင်ကွယ်လွန်သွားခဲ့ရရှာသည်မဲတော်ကွယ်လွန်သွားပြီးနောက်တွင်သူမကိုထောက်ခံခဲ့သောအင်အားစုများသည်လည်းတဖြည်းဖြည်းဆုတ်ယုတ်သွားခဲ့ရပြီးခမေးတော်သည်သူ၏ငကားပလက်လင်ကိုအကျွေးမဲ့ဆုပ်ကိုင်နိုင်ခဲ့တော်သည်ဤဒီမှာခမေးတော်သည်ကျမအပေါ်ဘာလို့ဤမြအထိမျက်နှာလိုက်ရသည်ကျမအပေါ်ဘာလို့ဤမြအထိမုန်းတိမှုများကြီးမားရသည်ဟုသည်ကိုရှင်းလင်းစေခဲ့သည်အရာရှိကြီးများအားလုံးသည်ခမေးတော်၏စကားများကိုကြားပြီးနောက်ကာလကြာရှည်စွာတိတ်ဆိတ်သွားကြတော့သည်သူတို့သည်အမြဲတမ်းဖြောင့်မတ်ပြီးခံရထဲဝါလာသည်ဟုထင်မှတ်ထားခဲ့သောနတ်ဖွရင်မင်းကြီးသည်ကွယ်ကွယ်တွင်ဤမြအထိရုံမှပတ်ဆက်သောလူစားမျိုးဖြစ်နေလိမ့်မည်ဟုဘတော်ခါမှထင်မှတ်ထားခဲ့ကြမည်မဟုတ်ချေဤအကြောင်းအရာအားလုံးကိုကြာမြင့်စွာကလေးကသိရှိထားခဲ့သောစူဂျီလန်မှမူကျမအာနာကြီးလာသောမျက်ဝန်းများဖြင့်သာစိုက်ကြည့်နေပြီးစကားတစ်လုံးများမဟဝန်းတော့ချေသူ၏အာနာဆက်အားလုံးကိုတိမ့်ပိုက်ခံလိုက်ရပြီးဂုံတိတ်ခါများလည်းနင်းချေခံလိုက်ရသဖြင့်အရာအားလုံးကိုဆုံးရှုံးသွားခဲ့ရသောခမေးတော်သည်ကျမအာနာကြီးစွာစိုက်ကြည့်ရင်မေးမြန်းလိုက်၏စူလီရွယ်နင်အခုစိတ်ကျေနပ်ပြီလားကျမသည်လက်ကိုအသာအရာဝေ့ရန်လိုက်ရာခမေးတော်ဝတ်ဆင်ထားသောခန္ဓာလာသည့်တော်ဝင်ဝတ်စုံကြီးသည်ပျောက်ကွယ်သွားခဲ့ပြီးကျန်းနလာသောရှော့ဖုတ်ဝတ်စုံစုပ်ကြီးတစ်ထည်ရောက်ရှိသွားခဲ့သည်ကျမသည်ရွှေဟင်းသာတရားဖူနှင့်အေဂရီဝတ်စုံကိုခံရစွာဆင်မြန်းလျက်အရာရှိကြီးများ၏ရှေ့မောက်တွင်မတ်တက်ရက်ကကြေညာလိုက်၏ဒီနေ့ကစားပြီးတရားရုံးတော်မှာအေဂရီဘရင်မှတပါးတည်းသာရှိတော့မယ်အဲ့ဒါငါပဲငါခမေးတော်ရဲ့ကြင်ကြံခြင်းစွမ်းအားတွေအကုန်လုံးကိုဖျက်ဆီးပစ်လိုက်ပြီးသူသည်ဒီနေ့ကစားပြီးမေတော်၏အုပ်ကူကိုနေ့ရောညပါစောင့်ကြရမယ်သူတည်ဆုံးတဲ့နေ့အထိပဲခမေးတော်မေတော်ပေါ်မှာတင်ရှိခဲ့တဲ့အကျွေးတွေအားလုံးကိုနောင်လာမိရာစုနှစ်ပေါင်းများစွာသို့မဟုတ်အနှစ်တစ်ထောင်လုံးတစ်ဆက်ဆက်ချင်းပြန်လည်ပေးဆက်ရမယ်ငါရဲ့အမစူဂျီလန်အတွက်ကတော့ငါရဲ့သဘောထားကြီးမှုနဲ့သူမရဲ့အသက်ကိုချမ်းသာပေးလိုက်မယ်ဒါပေမဲ့သူမရဲ့ကြင်ကြံခြင်းတွေကိုဖျက်ဆီးပြီးနန်းတွင်အဝတ်လျှော်ဆောင်ကိုပို့ဆောင်စေနန်းတွင်အစေခံတွေရဲ့စုပ်ပြတ်နေရဲ့အဝတ်စားတွေကိုနေ့စဉ်လျှော်ဖွေရမယ်မြေခွေးနီကအစေခံဖြစ်နေပြီးစူဂျီလန်ကအဝတ်လျှော်ရမှာဆိုတော့သူတို့နှစ်ယောက်ရဲ့ယာဒူးချင်းကအလွန်တရာလိုက်ဖက်လာပေတယ်သူတို့ရဲ့အတိတ်ကတန်ရောစင်တွေကိုပျော်ပျော်ပါးပါးပြန်လဲတိစောက်နိုင်ကြတာပေါ့ငါနဲ့မော်ဂျီထွန်းဟာမေတော်ရဲ့တာဝန်တွေကိုဆက်ခံပြီးကျမနဲ့မိုးစီရွှန်တို့နှစ်ယောက်ဟာမေတော်ကြီးချန်ထားရခဲ့တဲ့တာဝန်တွေကိုပခုံးပြောင်းရယူပြီးတမျိုးသားလုံးရဲ့အသက်သခင်မတေမျိုးမျိုးနွယ်စုကြီးတစ်ခုလုံးကိုအသက်နဲ့လဲလို့ဆက်လက်ကာကွယ်စောင့်ရှောက်သွားမှာပါ